မင်္ဂလာပါဒီတစ်ခါကျွန်တော်ရှင်းလုပ်ပေးမယ့်အကြောင်းအရာကဆရာဝန်တွေညွှန်ကြားတဲ့ဆေးတွေထဲမှာတော်တော်များများပါတဲ့ Omeprazole ဆိုတဲ့ဆေးအကြောင်းပါကျွန်တော်တို့ဆေးတွေရဲ့နောက်မှာ Prazole နဲ့ဆေးတွေတော်တော်များများကဒီအုပ်စုအတူတူပါပဲအထူးသဖြင့်တော့ Omeprazole, Esomeprazole, Pantoprazole, Rabiprazole စသည်ဖြစ်ပေါ့နော်ဒီဆေးတွေကကျွန်တော်တို့ရဲ့အစာအိမ်ကနေအစာအိမ် acid ထွက်တာကိုသူကနှေးစေတယ်နည်းစေတဲ့ဆေးတွေပါအထူးသဖြင့်အစာအိမ် acid ထွက်များပြီးတော့အစာအိမ်ရောင်တဲ့အခြေအနေမျိုးတွေကျွန်တော်အစာအိမ်မှာအနာဖြစ်တာဥဒိနာဖြစ်တာမျိုးတွေ GRD လို့ခေါ်တဲ့အစာအိမ်ကနေလေ့ကျင့်ပြန်တဲ့ယောဂါတွေကျွန်တော်အစာအိမ်မှာပိုးဝင်လို့အစာအိမ်ပိုးတွေ့လို့တခါတလေမှာပိုးတက်ဆေးတွေ clindamycin လို့ဆေးမျိုးတွေနဲ့တွဲပြီးပေးတဲ့ combination therapy တွေတချို့ကျတော့ esophagitis လို့ခေါ်တဲ့အစာရည်မျိုးရောင်တဲ့အခြေအနေမျိုးတွေပေါ့နော်ဒီလိုအခြေအနေမျိုးတွေမှာသုံးလေးရှိတယ်လို့ဆရာဝန်တွေအနေနဲ့အကိုက်ခဲစီပေးတဲ့အခါမှာလည်းဒီအကိုက်ခဲဆေးတွေကြောင့်ဒီလူနာတွေရဲ့အစာအိမ်နဲ့ဥလန်းချောင်းကိုတွားပြီးတော့ damage မဖြစ်သွားအောင်ကာဗာလုပ်တဲ့အနေနဲ့ကျွန်တော်ထည့်ပေးလေးရှိပါတယ်ဒီမှာအဓိကပြောချင်တဲ့အကြောင်းကရေကြိုနဲ့ရေရှည်ပေါ့နော် side effect ကိုသိစေချင်တယ်ကျွန်တော်ဘယ်ဆေးမဆိုပါ side effect ရှိတယ်ဒါပေမဲ့ဒီ Omeprazole ကတော့သူ့ရဲ့ side effect ကထွေထွေပြောစရာတော့မရှိဘူးတချို့တောက်လိုက်တဲ့လူတွေမှာခေါင်းအုံတာတွေခေါင်းကိုက်တာတွေဖြစ်တတ်တယ်တချို့ခန္ဓာကိုယ်က sensitive ဖြစ်တဲ့လူတွေပေါ့နော်ဒီဆေးနဲ့တိတ်ပြီးအဆင်မပြေခြင်းတဲ့လူတွေမှာဘိုက်ရစ်တာဘိုက်ကဲတာဝန်းပြတ်တာပြုတ်တာလေးဒါမျိုးလေးတွေတော့ကြုံရနိုင်တယ်ဒါပေမဲ့ဒါကရေတိုပါခဏအတွင်းမှာခန္ဓာကိုယ်ကဒီဆေးကိုပြန်ပြီး adjust လုပ်နိုင်သွားတယ်ဆိုရင်ပြဿနာမရှိပါဘူးတောက်လို့ရတယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဒါကိုနှစ်နဲ့ချီပြီးတောက်မယ်ဆိုရင်ရောပြဿနာရှိနိုင်သလားဆိုပြီးမေးစရာရှိတယ်နှစ်နဲ့ချီပြီးတောက်တဲ့အခါမှာကျွန်တော်အစာအိမ်ကနေ acid ထွက်တာကိုတားရတာဖြစ်တဲ့အတွက်အစာချေတွေနည်းသွားရင်နောက်ဆက်တွဲအနေနဲ့အစာမကြေတဲ့ပြဿနာတွေပေါ့နော်အဲ့ဒါတွေဖြစ်တတ်တယ်ကျွန်တော်ဒီဥလန်းချောင်းကနေစုပ်ယူမဲ့တချို့သောဗီတာမင်တွေဥပမာဗီတာမင် B12 ကျွန်တော်အာရုံကြောအတွက်လိုတယ်ကျွန်တော်တို့အုံနောက်အာရုံကြောအတွက်လိုအပ်တယ်သွေးအားတွေအတွက်လိုအပ်တဲ့ဗီတာမင် B12 တွေချုပ်တဲလာနိုင်တယ်ကျွန်တော်အယိုးကျန်းမာရေးအတွက်လိုအပ်တဲ့ကယ်လ်ဆီယမ်တွေကိုဥလန်းချောင်းကစုပ်ယူမှုကိုတွားပြီးပြဿနာဖြစ်စေနိုင်တယ်တချို့ကျတော့မန်ဂနီဆီယမ်ဆိုတဲ့တက်တုဓာတ်တွေခန္ဓာကိုယ်မှာနည်းလာတဲ့ပြဿနာတွေကြုံရနိုင်တယ်ပေါ့နော်အဲ့တော့ရေရှည်မှာဆိုရင်ကျွန်တော်အစာအိမ်မှာ acid ထွက်တာနည်းသွားတဲ့ပြဿနာတွေလည်းကြုံရနိုင်တယ်အဲ့တော့ဒီဗီဒီယိုမှာသိစေချင်တာကကျွန်တော်အနေနဲ့ဒီ Omeprazole ကိုတောက်မယ်ဆိုရင်တတ်နိုင်တော့ဆရာဝန်နဲ့တိုင်ပင်ပြီးတော့အချိန်အတိုလောက်ပဲတောက်ပါတစ်နှစ်အထက်တောက်ဖို့တော့ကျွန်တော်အနေနဲ့ recommend မပေးချင်ပါဘူးရေရှည်တောက်မယ်ဆိုရင်ဆရာဝန်နဲ့တိုင်ပင်သေးချင်တယ်ကိုယ်တပန်းနဲ့ကိုဆရာဝန်ညွှန်ကြားထားတာပဲဆိုပြီးဒါကိုကိုယ်တပန်းနဲ့ကိုနှစ်နဲ့ချီပြီးတောက်နေတာမျိုးရှောင်ကျဉ်စေချင်ပါတယ်အကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်